အားလုံးပဲမင်္ဂလာပါရှင်လူကြီးပိုင်းဧည့်သည်တွေလာမယ်ဆိုတာနဲ့မုံရင်းစောလေးချက်ကျွေးဖြစ်ပါတယ်ရှင်ပါဝင်ပစ္စည်းတွေအနေနဲ့ကတော့ဝတ်သားမုံညင်းခရမ်းချင်တီမကြီးသီးမဲထညံစားဟင်းသီးဟင်းရွက်မုံစက်သွန်ဖြူငရုတ်သီးစိမ်နန်းနန်းမင်းတို့လိုအပ်ပါတယ်ရှင်ကျမကတော့ခူးလာတဲ့မုံညင်းရွက်အပြင်အိမ်မှာရှိနေတဲ့မုံလာဦးနဲ့မုံညင်းရွက်အကြံလေးပါရောထည့်လိုက်တာမို့လို့မုံညင်းရောဟင်းလေးဖြစ်သွားပါတယ်ရှင်မုံညင်းရွက်ခရမ်းချင်တီမကြီးတီထညံစားဟင်းသီးဟင်းရွက်မုံနဲ့ဝတ်သားတို့ကိုဦးတဦးနဲ့ရောထည့်ပြီးဝတ်သားနူးတဲ့အထိတည်ပေးရမှာဖြစ်ပါတယ်ရှင်မြေဦးနဲ့ချက်ရင်တော့မြေဦးနဲ့တင်းတင်းလေးနဲ့စားလို့ပိုကောင်းပါတယ်ရှင်မရှိရင်လည်းအစင်ပြေတဲ့အိုးကိုအသုံးပြုလို့ရပါတယ်ရှင်ဝတ်သားနူးလာပြီဆိုရင်တော့ဆယ်ပြီးစိတ်ကြိုက်အရွယ်စားတွေတုံးပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ထောင်းထားတဲ့စက်သွန်ဖြူငရုတ်သီးစိမ်နန်းနန်းပင်တို့ကိုထည့်ပေးရမှာဖြစ်ပါတယ်ခက်ဆက်ဆက်လေးစားခြင်းရင်တော့ငရုတ်သီးစိမ်ကိုပို့ထည့်ပေးပါရှင်ရေအနည်းများကိုတော့မိမိစိတ်ကြိုက်ထည့်ပြီးညှိုးဆိုရင်တော့သုံးဆောင်လို့ရပါပြီရှင်စားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်